ကျေးဇူးတော်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကျေးဇူးတော်ဆိုတဲ့စကားလုံးဟာယုံကြည်သူအားလုံးနဲ့ယဉ်နေကျွမ်းဝင်ပြီးသားစကားလုံးတစ်ခုဖြစ်ပါတယ်ကျေးဇူးတော်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဟာဘုရားသခင်ရဲ့တနာခြင်းကရုဏာချင်နာခြင်းချစ်ခြင်းကောင်းမြတ်ခြင်းခွန်လွှတ်ခြင်းလို့အဓိပ္ပာယ်ရှိပါတယ်ယုံကြည်သူတယောက်ကငါဟာဘုရားရဲ့ကျေးဇူးတော်ခံစားရတယ်လို့ပြောတိုင်းဝန်ခံတိုင်းဘုရားသခင်တနာခြင်းကရုဏာချင်နာခြင်းချစ်ခြင်းကောင်းမြတ်ခြင်းခွန်လွှတ်ခြင်းတို့ကိုခံစားရတယ်လို့ပြောနေခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျေးဇူးတော်ဆိုတာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်မပါဘဲဘုရားသခင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင့်တန်ဖိုးမရှိတဲ့ကျွန်တော်တို့ရဲ့ဘဝကိုကျေးဇူးတော်ကြောင့်လှပစေခဲ့တာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့ရဲ့အားနည်းခြင်းတွေလည်းကျေးဇူးတော်ကြောင့်ဆောင်လင်ပြီးအဆုံးမဲ့သခင်ရဲ့အချစ်ကသာကျွန်တော်တို့ကိုတိမ်ပိုက်ပြီးပြောင်းလဲစေတာဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ